ဒါဟာအမေရိကန်လူမျိုးတော်တော်များများရှာဖွေနေကြတဲ့ကမ္ဘာ့ဈေးကြီးဆုံးအစားအစာတွေကတစ်ခုဖြစ်ပြီးတဂရန်ကိုအမေရိကန်ဒေါ်လာ100အထိတောင်ဈေးနှုန်းရှိနိုင်ပါတယ်။တရုတ်နိုင်ငံမှာမမွန်ပင်တွေကိုအသီးအသွက်တင်မကပဲမမွန်စီ peach raisin ရဖို့အတွက်ပါစိုက်ပျိုးကြတာဖြစ်ပြီးတစ်ခေါက်ကအကြောင်းတွေကနေထွက်လာတဲ့အဆေးတွေကိုတောင်သူတွေကဆုဆောင်ကဒီလိုအဖိုးတန်တဲ့အစားအစာကိုထုတ်လုပ်ကြပါတယ်။ရှိတ်သေးမီနောက်မှာတော့အပြင်ဘက်ကအမြဲရောင်အလွှာတွေကိုကက်ကျေးနဲ့ဖယ်ရှားကနေလန်းပြီးဖမ်မလင်းတွေထဲမှာသိမ်းဆည်းထားကြပါတယ်။ချက်ပြုတ်ဖို့ပြင်ဆင်တဲ့အခါအညင်အကြေးတွေစိမ့်ကျေးသွားအောင်ရေထဲမှာအရင်စိမ့်ထားရပြီးမှုဖြူသင်မောသီးနဲ့ကြောက်တကြားနဲ့ဂိုဂျီဘယ်ရီသီးတို့နဲ့အတူအချို့ပဲအခေရောဆက်ချက်ပြုတ်ရပါတယ်။ချက်ပြီးတဲ့အခါမှာတော့အုံတို့အနေငယ်ထည့်ပေးရပါတယ်။ဒီမမွန်စီဟာမွေးချိုင်ပြီးဝါလို့ကောင်းတယ်လို့ခန္ဓာကိုယ်ကိုအေးမြစီခြင်းအသားရည်လှပစီခြင်းနဲ့အစာကြေစနစ်ကိုအားကောင်းစေတယ်လို့လည်းယုံကြည်ကြပါတယ်။တင်ရောဒီထူးခြားတဲ့အစားအစာကိုမီးစမ်းကြည့်ခြင်းပါသလား။